မင်္ဂလာပါကျွန်တော်ဒီ web page link လေးကိုသုံးမယ်ဆိုရင်ပေါ့နော်အရင်ဆုံးကျွန်တော်ဒီကနေ web view လေးကိုအရင်ဆုံးထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီ web view ဆိုတာကတော့ကျွန်တော်ဒီ internet စာမျက်နှာရဲ့ page ပေါ့နော်ကျွန်တော် website လေးပေါ့ဒီ website လေးကိုကျွန်တော်တို့အသုံးပြုမယ်ဆိုရင်ကျွန်တော်တို့က ePub နဲ့ကိုသွားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော် on create မှာကျွန်တော်တို့ကသူ့ရဲ့ URL ကိုထည့်ပေးရမှာဖြစ်ပါတယ်ဒီ on create ကနေကျွန်တော် URL ထည့်ပြီးသွားရင် URL ရဲ့ကျွန်တော်တို့ web view က number 1ဖြစ်ရင်ကျွန်တော် number 1ပေါ့နော်ပြီးရင်ကျွန်တော်ဒီ web view ရဲ့ link ကိုထည့်လိုက်မယ်ဆိုရင်ဒီ web view မှာကျွန်တော်တို့ကကိုကြည့်ချင်တဲ့ website ကိုကြည့်လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့တချို့ website လေးတွေကကျွန်တော်တို့တခြား page တွေနဲ့ရောချက်နေတာတွေ့ရပါတယ်ကျွန်တော်တို့တချို့သတင်းလေးတွေမှာတွေ့ရှိရတာကကြတော့ကျွန်တော်တို့တခြား website လေးနဲ့ရောနေတာလေးတွေမဖြစ်အောင်ပေါ့နော်ကိုပိုင်ပေါ့နော်ကိုပိုင် website လေးတစ်ခုကိုကျွန်တော်တို့ကတီးတန့်လေးအနေနဲ့ပေါ့နော်တင်ပေးတာပို့ကောင်းပါတယ်ကျွန်တော်တို့ website တွေကတခြား website တွေနဲ့ရောချက်နေတဲ့အခါကျရင်အဲ့ဒီ website တွေကိုရရှိတော့မှဖြစ်တဲ့အတွက်ဒါစိုးရင်ဖွယ်ဖြစ်ပါတယ်ကျွန်တော်အရင်ဆုံးအနေနဲ့ website တစ်ခုကိုစရေးပြီးဆိုကျွန်တော်တို့ http အရင်ဆုံးခါမှာဖြစ်ပါတယ်နော်ကျွန်တော် https ဆိုကျွန်တော်တို့ဒီရာဂိုင်နှုန်းလေးထည့်ရမှာဖြစ်ပါတယ်ကျွန်တော်ဒါဆိုကျွန်တော် Google Yes website လေးကိုအရင်ဆုံးစပြီးရှင်းပြမှာဖြစ်ပါတယ် https www.google.com ပေါ့နော်ကျွန်တော် www.google.com ဆိုရင်ဒါကျွန်တော်တို့ဒါ Google Yes web page လေးတစ်ခုဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ကဒီရှေ့ရ page လေးဟာကျွန်တော်တို့ Google Yes site လေးတစ်ခုဖြစ်သွားပြီဆိုတော့အတည်ပြုလိုက်တာဖြစ်ပါတယ်ဒါဆိုကျွန်တော်ဒီ page လေးဟာကျွန်တော် Google site လေးဖြစ်သွားပြီဆိုတော့ကျွန်တော် install စပြီးမောင်းပြပါမယ်ပြီးရင်ကျွန်တော်တို့ဒီ install မောင်းပြီးသွားရင်ပေါ့နော်ဒီ app လေးကိုကျွန်တော်ဖွင့်ပြပါမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒါ Google Yes website လေးကိုအသုံးပြုလို့ရပြီဆိုတော့ပြချင်တာပေါ့နော်အဲ့ဒါကျွန်တော်တို့ဒီ website လေးတွေဖော်ပြတဲ့အခါမှာကျွန်တော်တို့ website လေးကတခြား website တွေနဲ့ပေါ့နော်မညှိအောင်ပေါ့နော်တီးတန့် website လေးတွေတင်ပေးပါလို့ပြောချင်တာပေါ့နော်နောက်တချို့ link လေးတွေပေါ့နော် link လေးတွေချပေးမယ်ဆိုရင်လည်းဆိုရလို့ပေါ့တီးတန့်လေးတွေဖြစ်အောင်ငါ link တစ်ခုကိုကျွန်တော်ကောင်းကောင်းမွန်မွန်လေးဖွဲ့စည်းထားပြီးတော့ပေါ့နော်ဒါဆိုကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေရဲ့ကောင်းကျိုးပြုမယ်ဆိုရင်တော့မှအကောင်းဆုံးဖြစ်မယ်လို့ဒါကျွန်တော်ထင်တာပေါ့နော်ဒါဆိုကျွန်တော်စပြီးတော့ install မောင်းလိုက်ပါပြီเนาะကျွန်တော်ဒီ link လေးကို install မောင်းလိုက်ပါပြီဒါကတော့ကျွန်တော်တို့ Google လေးပါပဲเนาะကျွန်တော် install မောင်းလိုက်ပါပြီဒါဆိုတော့ကျွန်တော်အသုံးပြုထားတဲ့ Google Yes website လေးပေါ့เนาะကျွန်တော်ထည့်သွင်းလိုက်ပါပဲเนาะဒါဆိုကျွန်တော် install မောင်းပြီးတော့ကျွန်တော် open စပြီးတော့ဖွင့်ပြပါမယ်เนาะဒါဆိုကျွန်တော်စပြီးတော့ဖွင့်ပြပါမယ်เนาะဒါဆိုကျွန်တော်စပြီးဖွင့်ပြလိုက်ပါပြီအဲကျွန်တော်ဆွမ်းနာ website လေးပြည်သက်မြန်မြင်နေနေရတာပဲပေါ့နော်ဒါကျွန်တော်ဆွမ်းနာလုပ်ထားတဲ့ website ပေလေးကိုရရှိသွားပြီเนาะဒါ Google Yes ကျွန်တော်တို့ website ပေလေးပဲဖြစ်ပါတယ်ဒါဒီမဲ့ဆိုကျွန်တော်တို့အသုံးပြုလို့ရပြီပေါ့နော်ဒါ Google Yes website ပေလေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူး